မင်္ဂလာပါခင်ဗျာဗမာအသံရေဒီယို BVR ရဲ့2026ခုနှစ်ဧပြီလ2ရက်နေ့အစီအစဉ်ကနေရရှိထားတဲ့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်ပထမဆုံးပြည်တွင်းသတင်းအနေနဲ့စစ်ကောင်စီရဲ့နိုင်ငံရေးပြင်ဆင်မှုတွေကိုတင်ဆက်ပေးခြင်းပါတယ်စစ်ကောင်စီဥက္ကဋ္ဌမင်းအောင်လှိုင်ဟာတမရလို့ဖို့အပြင်းအထန်ပြင်ဆင်နေပြီးမတ်လ30ရက်နေ့မှာစစ်ဦးစီးချုပ်ယာဒူးကနေအနားယူကမတ်လ31ရက်မှာဒုတိယတမရဖြစ်လာခြင်းဟာ၎င်းရဲ့တမရဖြစ်လို့တဲ့စန္ဒကိုပုံမထင်ရှားစေတယ်လို့ဝေဖန်မှုတွေထွက်ပေါ်နေပါတယ်စစ်တပ်ထောက်ခံသူတွေနဲ့ကြံခိုင်ရေးပါတီဝင်တွေကြားမှာတောင်ဒီအပေါ်ဝေဖန်မှုတွေမြင့်တက်နေတာပါလက်ရှိစစ်ကောင်စီထိန်းချုပ်ထားတဲ့လွတ်တော်ကနေမင်းအောင်လှိုင်ညိုစောနဲ့နန်းနီနီအေးတို့ကိုတမရအရေးကြီးနဲ့ပြည်စုံတယ်လို့သတ်မှတ်ထားပြီးဧပြီလ3ရက်နေ့မှာတမရရွေးချယ်ပွဲကျင်းပဖို့စီစဉ်ထားပါတယ်ဆက်လက်ပြီးစစ်ကောင်စီရဲ့ EV လျှက်စီကားမှုဝါဒနဲ့ပတ်သက်တဲ့သတင်းပါ73စီသုံးဆွဲမှုရှော့ချဖို့ဆိုတဲ့အကြောင်းပြချက်နဲ့ကားဟောင်းတွေကို EV ကားတွေနဲ့အစားထိုးဖို့မင်းအောင်လှိုင်ကမူဝါဒချမှတ်ခဲ့ပါတယ်ဒါပေမဲ့လက်တွေ့မှာတော့အဆိုပါ EV ကားတွေကို၎င်းရဲ့သားဖြစ်သူအောင်ပြေဆုံးနဲ့သမီးဖြစ်သူခင်သီရိတမွန်တို့ကအဓိကတင်သွင်းနေတာဖြစ်ပြီးအခွန်ကင်းလွတ်ခွင့်တွေပါရရှိထားတာကြောင့်ဒါဟာမိသားစုစီးပွားရေးအတွက်အာဏာကိုအသုံးချတာဖြစ်တယ်လို့စီးပွားရေးအတိုင်းဝိုင်းကထောက်ပြနေကြပါတယ်။တိုက်ပွဲသတင်းတွေကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည်နယ်တန်တွဲမြို့နယ်မှာစစ်ကောင်စီကလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့အသက်2နှစ်နဲ့9နှစ်အရွယ်ကလေးငယ်2ဦးအပါအဝင်ပြည်သူ4ဦးသေဆုံးခဲ့ပါတယ်။ဒါဟာစစ်ဦးစီးချုပ်အသစ်ရဲဝင်းဦးလက်ထက်မှာရခိုင်ပြည်အတွင်းပထမဆုံးကျူးလွန်တဲ့စစ်ရာဇဝတ်မှုထစ်တယ်လို့ AA ကထုတ်ပြန်ပါတယ်။တနင်္သာရီတိုင်းတရက်ချောင်းမြို့မှာတော့တော်လန်နီတပ်ဖွဲ့တွေကစစ်ကောင်စီတိုက်ရင်တွေနဲ့ရဲစခန်းကို6ရက်ဆက်တိုက် drone နဲ့ဘုံကျဲတိုက်ခိုက်ခဲ့ပါတယ်။အလားတကူကချင်ပြည်နယ်ဖားကန်မှာလည်း KIA ပူးပေါင်းတပ်တွေနဲ့တိုက်ပွဲတွေပြင်းထန်နေပြီးစစ်ကောင်စီရဲ့လက်နက်ကြီးကြောင့်အရက်သား6ဦးဒဏ်ရာရရှိခဲ့ပါတယ်။မကွေးတိုင်းဘက်မှာတော့ပခုတ်ကူနဲ့စလင်းမြို့နယ်တွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်တွေတိုက်ခိုက်ခံရပြီးထိခိုက်ဒေဆုံးမှုတွေရှိခဲ့သလိုပဲခူးတိုင်းကြောက်ကြီးမြို့နယ်မှာလည်း KNLA ပူးပေါင်းစစ်ကြောင်းရဲ့တိုက်ခိုက်မှုကြောင့်အရာရှိတဦးအပါအဝင်9ဦးသေဆုံးခဲ့ပါတယ်။စကိုင်းတိုင်းပူလဲနဲ့ဝဲလက်မြို့နယ်တွေမှာဘုံကြီးကျောင်းတွေကိုစစ်ကောင်စီကလေကြောင်းကနေတိုက်ခိုက်ခဲ့လို့ပြာဒနာတိကအဆောက်အဦတွေပျက်စီးပြီးပြည်သူတွေဘေးလွတ်ရာကိုထွက်ပြေးနေရပါတယ်။ကချင်ပြည်နယ်မှာမြစ်ဆုံးစီမံချိန်ပြန်လည်စတင်ကိုကျူပယ်မှုကိုတော့လူအခွင့်အရေးကွန်ရက်တွေကပြင်းထန်စွာရှုံချလိုက်ပြီးတဘာဝပတ်ဝန်းကျင်ပျက်စီးမှာကိုစိုးရိမ်နေကြပါတယ်။နယ်စပ်သတင်းအနေနဲ့ထိုင်းအာဏာပိုင်တွေကမဲဆော့မြို့မှာမြန်မာဘက်ကိုတရားဝင်ပိတ်ပို့နေတဲ့အင်တာနက်ဆက်သွယ်ရေးပစ္စည်းတွေကိုဝင်ရောက်ဖမ်းဆီးခဲ့ပါတယ်။တစ်ဖက်မှာလည်းထိုင်းနိုင်ငံချေမိုင်မြို့မှာမြန်မာလူလက်တန်းချင်း9000လောက်အခြေချနေထိုင်လာပြီးဒေတာရင်းစီးပွားရေးကိုမြင့်တင်ပေးနေတယ်လို့ထိုင်းသတင်းဌာနတွေကဖော်ပြပါတယ်။နောက်ဆုံးနိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးပါမယ်။ American သမ္မတ Donald Trump ကအီရန်နိုင်ငံကိုကြောက်ခဲရောက်ပြန်ရောက်သွားအောင်လုပ်ဖြစ်မယ်လို့ကြေညာလိုက်တဲ့အတွက်ကမ္ဘာစတော့ဈေးကွက်နာယင်းနီဈေးတွေလှုပ်ရှားသွားပါတယ်။ဒါ့အပြင်ရုရှားယူကရိန်းစစ်ပွဲမှာတော့လူဟန်စ်ဒေသတစ်ခုလုံးကိုထိန်းချုပ်လိုက်ပြီလို့ရုရှားကကြေညာထားပါတယ်။ဂျပန်ကိုရောက်ရှိနေတဲ့ပြင်သစ်သမ္မတမက်ခရန်ကတော့အရှေ့အလယ်ပိုင်းဂိမ်းချမ်းကြီးအတွက်အဖြစ်ခတ်ရဖို့တိုက်တွန်းခဲ့ပါတယ်။အင်ဒိုနီးရှားမှာတော့ပြင်းအားခမိတ်တသမ4ရှိတဲ့ငလျင်လှုပ်ခတ်ခဲ့လို့ဆူနာမီတရေပေးချက်ထုတ်ပြန်ရခဲ့ပါတယ်။အာကာသသတင်းအနေနဲ့ NASA ရဲ့သမိုင်းဝင် Artemis 2ခရီးစဉ်ဟာလူသားတွေကိုလကဘာစီပြန်လဲပို့ဆောင်ဖို့အောင်မြင်စွာစတင်လိုက်ပြီးဖြစ်ကြောင်းတင်ဆက်ရင်းဒီကနေ့ရဲ့သတင်းအစည်းအဝေးကိုဒီမှာပဲတတရနာခွင့်ပြုပါခင်ဗျာကြည့်ရှုနားထောင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးတင်ပါတယ်